ပဲဒီလိုဖောင်းနေလာတော့ချက်ခိုင်ကြောက်ဘူးချက်ခိုင်ကြောက်ဘူးဘိုးကြီးတဲ့တိတ်ပုံပြန်ကျောင်းတဲ့တေးကြောက်ပြီးပြန်ပြန်ကူလာနေတယ်ဒါရောက်ပြီအဲ့ဒါကြောက်တဘာဝပဲဒါလည်းကိုင်းနေကြတယ်ကြောက်တွေကိုရန်ကုန်ဓာတ်ပင်ပို့ရတာပို့ပြီးချူပြီးတော့ဒီလိုပြန်ပြလာဆရာပြစ်စင်ဘုရားကမှာကျတော့ဘုရားမှာတက်တက်ရှိရတယ်ပဲเนาะအဲ့လိုမျိုးလေးထူထားတယ်ဟုတ်တယ်စပုတ်အဲ့လိုလည်းတက်တက်ရှိတယ်နောက်ဒီကဟွာလေးပကံအာနန္ဒာထဲမှာလည်းရှိရဘုရားကမှာကျတော့ရှိတယ်ဒီမှာဖျားတွေကိုယ်ပေါ်များဓာတ်ပင်ရဒီမှာရှင်နေပဲကြာအောင်ပဲအောက်ပြန်အစင်းလိုက်ရမှုတွားတွေလည်းရှိပါတယ်ဟာပဲဒီကမဟုတ်ဘူးမန်တုံးဆရာတော်ကြီးဓာတ်နေဓာတ်လို့ရှိရင်ဓာတ်နေတဲ့အခါဒီမှာဆိုရင်လည်းလင်္ကာပန်းငင်းဆိုပြီးတော့လူတွေလောက်ထားပါတယ်ထင်ကြဆရာထဲထဲတော့ကြည့်ရမှာဟုတ်ရတယ်ကြဟုတ်ဒီမှာပြန်ဒါဆရာသူရောက်ဘူးလေပြလေးဆိုတာစီရစီဆက်ရောဒါဆိုကြောက်ခွဲသက်တယ်ဒီပူချမ်းတယ်ပေါ့ဒါဝိပတ်သွားပြီနော်ကားလာတာအဲ့ပဲရှူကင်းနေတာဟုတ်တယ်ကြည့်မကြည့်လက်ပြကြတိမ်မနေဖြစ်နေတယ်ဒီဒီလုံးရတယ်တိမ်မနေကြီးပဲဒါပိုင်းနေရလဲအဲ့တော့ဒီကဒီနေရဥက္ခတိုင်းဆရာကြီးဥဒုခရဲ့ဥက္ခရဲ့ဥက္ခမှတ်စုတွေကိုကျောက်စာလေးတွေရေးထားတယ်ဥက္ခပန်းကျင်ကဲလေးလာကြရအောင်စီကြီးလူတော့အကျိုး၅ပါးကဲနောက်တစ်ခုနောက်တစ်ချက်စိတ်ညစ်ကြေး၅ပါးစုလောဘဒေါသမောဟဒါအကုန်လုံး၅ပါးစုတွေကြီးပဲ၅ပါးစုတွေကဲသွားကြမယ်လားယူပါပြီတမန်၃မျိုးတဲ့ဒီမိဘလူတော့အကျိုး၃ပါးဒီမိဘတွေကတော့900လူခဲ့တယ်900တော့တစ်ချိန်မဟုတ်2ချိန်လူခဲ့